ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ Java ကိုကျွန်တော်တို့ backend စနစ်တွေမှာသုံးပါတယ်နော်ဆိုတော့ enterprise system တွေမှာသုံးတယ်ပေါ့နော်ဆိုတော့ enterprise system ဆိုတာဘယ်လိုမျိုးတွေကိုပြောရလဲဆိုတော့ကျွန်တော်တို့ဒီ financial service တွေပေါ့ဥပမာဘဏ်ဝန်ဆောင်မှုတွေနော် stock exchange တွေနော်ပြီးကျွန်တော်တို့ဒီ online အယောင်းအဝယ်နဲ့ပတ်သက်တဲ့ဒီ project အကြီးကြီးတွေမှာကျွန်တော်တို့ကဒီ Java ကိုသုံးပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ web application တွေပေါ့နော်ဆိုတော့ကျွန်တော်တို့ပုံမှန် web application တွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ဒီ website ဒီ web application อ่ะပေါ့နော်ဆိုတော့ website နဲ့ application တွေကတော့မတူပါဘူးကျွန်တော်ဒီ application တွေက web application တွေကပေါ့နော်ပုံမှန်ထက်ကျွန်တော်တို့လောက်ရတဲ့ process တွေများတယ်ပြီးရင်ကျွန်တော် user action တွေအများများတယ်เนาะဆိုတော့ user data တွေအများများတယ်ဆိုတော့ဒီလို application တွေမှာဆိုကျွန်တော်တို့က Java ကိုကျွန်တော်တို့သုံးပါတယ်เนาะဆိုတော့ဒီမှာဆိုလည်းကျွန်တော်တို့ Netflix တို့ Amazon တို့ကျွန်တော် link တွေတို့မှာလည်းJava ကိုကျွန်တော်တို့သုံးတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာJava မှာကျွန်တော်တို့ဒီသုံးတဲ့ framework ပေါ့နော် Java မှာ Spring framework ဆိုတာကိုသုံးတယ် Spring Boot ဆိုတာကိုသုံးပါတယ်နော်ဒါတော့ကျွန်တော် Java programming ပေါ့အခုကျွန်တော်တို့ဒီ Java ကိုလေ့လာပြီးတဲ့အခါမှာ Java SE လို့ခေါ်တဲ့ဆိုတော့ကျွန်တော်အခုသင်ပေးနေတဲ့ဒီဟာကိုလေ့လာပြီးတဲ့အခါမှာဆက်ပြီးတော့လေ့လာရမယ်နည်းပညာဖြစ်တယ်ပေါ့နော် Okay ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့big data နည်းပညာတွေပေါ့နော်ဆိုတော့ကျွန်တော်တို့data တွေအများကြီးကိုကျွန်တော်စီမံခန့်ခွဲရတဲ့လုပ်ငန်းတွေမှာဆိုကျွန်တော်တို့ကအောက်သုံးလဲဆိုတော့ကျွန်တော်ဒီ Java ကိုသုံးပါတယ်နော် Okay အဲ့တော့ကျွန်တော်တို့နောက်တစ်ခုပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ Android နော်ဟိုဒီ Android application တွေကိုကျွန်တော်တို့ဖန်တီးကျင်တာဆိုရင်သုံးပါတယ်နော်ဆိုတော့အခုနောက်ပိုင်းကတော့ကျွန်တော်တို့ Android က Kotlin နဲ့ပဲရေးတော့တာပါဒါပေမဲ့လို့ကျွန်တော်တို့ Kotlin နဲ့ရေးတာတော့ရေးတာပဲဒါပေမဲ့ကျွန်တော် dependency တွေထည့်တာတွေနော်ဆိုတော့တချို့ကျွန်တော်တို့ဒီ gradle ပေးတဲ့ကိစ္စတွေပေါ့နော်ဆိုတော့တချို့ကိစ္စအသေးတွေမှာကျွန်တော်တို့ကဒီ Android ကိုကျွန်တော်တို့က Java နဲ့လည်းကင်းပြီးတော့သုံးလို့မရဘူးပေါ့နော်ကျွန်တော်လည်းဟိုအရင်စပြီးတော့ဒီ Android mobile application စဖန်တီးတော့ကျွန်တော် Java နဲ့ပဲရေးရပါနောက်ပိုင်းကျတော့မှကျွန်တော် Kotlin ကအများကြီးကျွန်တော်တို့ပို့ပြီးတော့ကောင်းလာတယ် language ရဲ့ဒီ programming language ရဲ့ပုံစံကကျွန်တော်တို့ရေးရတာအလုပ်ရှုပ်တွေအရင်သက်သာတယ်ပြီးရင်ကျွန်တော်တို့ဒီတိစောက်ထားတဲ့ architecture တွေအရင်ကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်က Kotlin ကိုနောက်ပိုင်းပြောင်းသုံးတာပါJava နဲ့ရေးလို့မရဘူးလားဆိုတော့မဟုတ်ဘူးရတယ်ဒါပေမဲ့အခုခေတ်မှာတော့ကျွန်တော်တို့မသုံးတော့ဘူးပေါ့နော်ဒါပေမဲ့ဒီကျွန်တော်တို့ရေးနေတဲ့ Kotlin code တွေက Java code နဲ့ကျွန်တော်ချိတ်ဆက်ပြီးရေးရတာပေါ့နော်ချိတ်ဆက်ပြီးရေးရဆိုချင်တာကကျွန်တော်တို့ကနောက်ွယ်မှာကဒီ Kotlin code ကိုရေးနေပြီမှဆိုနောက်ွယ်မှာကျွန်တော် Java code တွေကအလုပ်လုပ်နေတာပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီ Java code တွေကိုလည်းကျွန်တော်မေ့ထားပြလို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီ Android application တွေပန်တီးတဲ့အခါမှာနော်ဆိုတော့ဒီ Android operating system ရဲ့နော်အစိပ်ပိုင်းအများစုကိုကျွန်တော်တို့ Java နဲ့ပဲတည်ဆောက်ထားတာပေါ့နော်ဆိုတော့ရှိပြီးသား application တွေပေါ့နော်ဆိုတော့ application တော်တော်များများကလည်းကျွန်တော်တို့က Java နဲ့စပြီးရေးခဲ့တာဆိုတော့ဒါကြောင့်မလို့ maintenance လုပ်ဖို့အတွက် Java ကိုကျွန်တော်တို့ကလိုအပ်တယ်ပေါ့နော်ဆိုတော့အခုနောက်ပိုင်းအခုမှစပြီးတော့ကျွန်တော်တို့ဒီ application တွေစလုပ်မှာဆိုတော့ Kotlin နဲ့ပဲရှိရတာပါဒါပေမဲ့ Java ကိုတည်ထားမှာ Kotlin ကပို့ပြီးတော့ Kotlin ရဲ့ကျွမ်းကျင်မှုနှုန်းကပိုပြီးတော့မြန်တာပေါ့နော်ဆိုတော့ဘာဖြစ်လဲဆိုတော့ Kotlin programming က Java ကိုမှာအခြေခံပြီးတော့ထုတ်ထားတဲ့ programming language ဖြစ်တဲ့အတွက်ဒီ Java ကိုတည်ထားတဲ့နော် Okay ဆိုတော့နောက်တစ်ခုကကြောင့်ကျွန်တော်တို့ဗာလဲဆိုတော့ desktop application တွေပါနော်ဆိုတော့ဒါပေမဲ့ဒီဘက်ခေတ်မှာ desktop application တွေကိုကျွန်တော်တို့ Java နဲ့တော့တိတ်မရေးတော့ပါဘူးအရင်တုန်းကတော့ကျွန်တော်တို့ရေးရပါတော့ဒီမှာဆိုရင်ကျွန်တော်တို့ Eclipse တို့နော် Nebulous တို့ကျွန်တော် Java နဲ့ရေးထားအောင်နော် Eclipse တို့ Nebulous ဆိုတာလည်းတကယ်ဒီ Java programming ကိုရေးတဲ့ဒီ IDE တွေပဲဖြစ်ပါတယ်နော်ဆိုတော့သူတို့ကိုလည်းကျွန်တော် Java နဲ့ရေးတယ်ဒါပေမဲ့ကျွန်တော်ကတော့မကြိုက်ဘူးပေါ့နော်မကြိုက်ဘူးကျွန်တော်တို့ Java ကပေါ့နော် Java ရဲ့သဘောတရားပါလဲဆိုတော့သူကဒီ cross platform လုပ်လို့ရဆိုတဲ့သဘောတရားမျိုးလေးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီကျွန်တော် Windows မှာလည်းသုံးလို့ရတယ် Mac မှာလည်းသုံးလို့ရတယ် Linux မှာလည်းသုံးလို့ရတယ်ဆိုတော့အဓိကကတော့ကျွန်တော်တို့ကဒီ Java ရဲ့ဒီJDK ပေါ့နော် Java Development Kit ပေါ့ဆိုတော့သူ့ကိုကျွန်တော်တို့ရဲ့ဒီ set data မှာရှိရ JRE ကိုကျွန်တော်တို့ set data မှာရှိရဆိုရင် JRE ပေါ့နော် JRE ကိုကျွန်တော် JDK တို့ပေါ့နော် JDK ရှိရင် JRE ရရှိတယ် JDK ဟိုမတောင်းထား GRE ရှိရကိုယ့်ရဲ့ set ထဲမှာ GRE ရှိရဆိုလဲကျွန်တော်တို့ရဲ့ဒီ Java code တွေဒီ Java နဲ့ပတ်သက်တဲ့ software တွေကအလုပ်လုပ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့desktop application တွေမှာလည်းသုံးလို့ရတယ်ပေါ့နော်ဆိုတော့ထားပါတော့ Okay နောက်တစ်ခုကကျွန်တော်တို့ဒီ scientific computing တွေမှာကျွန်တော်တို့သုံးလို့ရပါတော့နော်ဆိုတော့ကျွန်တော် scientific computing တွေသင်္ချာနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်ကျွန်တော်နောက်တစ်ခါ simulations တွေမှာကျွန်တော်တို့ဒါသုံးလို့ရပါနော်ဆိုတော့ဒါတော့ကျွန်တော်နိုင်ငံမှာတော့ Java ကိုဒီလိုရည်ရွယ်ချက်နဲ့သုံးနေတော့အရင်ရှားပါတယ်နော်ဆိုတော့ကျွန်တော်နိုင်ငံမှာတော့ကျွန်တော်အရှိမပြောပြခဲ့တဲ့အရှိက
နော်ကျွန်တော်ဒီ backend ဒီ van တွေမှာ backend မှာသုံးတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ mobile application တွေဖန်တီးရယ်နောက်တစ်ခုက desktop application တွေဖန်တီးရယ်နော်ဆိုတော့ဒီနိုင်ငံမှာတော့ဒီ level လောက်ပဲအဓိကထားပြီးတော့သုံးကြတာများပါတယ်နော် okay ဒါတော့ scientific computing တွေကတော့ကျွန်တော်တို့ ਨੇ ဆိုတော့အရင်နည်းနည်းလေးအရန်အလန့်ဝေးกว่าနေနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာက scientific computing တွေကို Python နဲ့ပဲလုပ်ကြတာများပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီကောင်းတော့အသေးစိတ်တော့ရှင်းမပြရပါဘူးနော် okay နောက်တစ်ခုကကျွန်တော် IoT မှာသုံးတယ်ပေါ့နော် IoT ဆိုတာကျွန်တော်တို့ဒီ device သေးသေးလေးပေါ့နော်ဆိုတော့ Internet of Things လို့ခေါ်ရဲဆိုတော့ဒီsmall device တွေပေါ့နော်ဆိုတော့ကျွန်တော် smart device တွေလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ smart device ပေါ့နော် IoT ဆိုတဲ့သဘောတွေကကျွန်တော်တို့ okay အဲ့လိုမျိုးတွေမှာကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့သုံးလို့ရတယ်နော်ဆိုတော့ IoT ကလည်းကျွန်တော်တို့ဒီမှာကဒီ IoT ကို Java နဲ့လုပ်တဲ့သူကနည်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Python နဲ့ပဲလုပ်နေလို့ပေါ့နော်ဆိုတော့အရင်တော့ Python မရှိခင်တော့မဟုတ်ပါဘူးဟိုလွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ဟို Java နဲ့လည်းလုပ်ကြတယ် Java ကိုလည်းကျွန်တော်တို့ all in one သုံးတယ်ပေါ့နော်ဆိုတော့ level အစုံမှာသုံးတယ်ဟိုမှာလည်းသုံးတယ်ဒီမှာလည်းသုံးတယ်ဟိုနေရာမှာလည်းသုံးတယ်ဒီနေရာမှာလည်းသုံးတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကတော့ Python ကပို့ပြီးတော့ level scope ကအရင်ကျယ်တယ်ပေါ့နော် Python programming language ကိုလေ့လာပြီးကျွန်တော်တို့လုပ်လို့ရတဲ့ level တွေအများကြီးပဲ data analysis တွေရောနော် IoT တွေရောခုနအရှိကဘာလုပ်ချင်လဲရှိလုပ်ချင်တာမှန်သမျှရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ web application ရေးမှာလားနော် backend ရေးမှာလားပြီးကျွန်တော်တို့ machine learning လား AI လားအကုန်လုံးကျွန်တော်တို့ Python နဲ့သွားနေတာဆိုတော့ဒီ Java ကအခုနောက်ပိုင်းတော့သိပြီးတော့သူ့ရဲ့အခန်းကဏ္ဍလျော့သွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်အရှိကကျွန်တော်တို့ဒီနေရာတွေမှာတော့ရှင်းလို့မရပါဘူးဥပမာ Android application ဖန်တီးတဲ့နေရာတို့ဒီ backend ဒီ enterprise တွေသုံးတဲ့နေရာမှာတော့ရှင်းလို့မရဘူးဘာလို့လဲဆိုတော့သူ့ရဲ့ security ကပို့ပြီးတော့အများကြီးပို့ပြီးတော့ပိုကောင်းတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့ပါ okay ဆိုတော့ကျွန်တော်ဒီမှာကတော့အခုဒီမှာကျွန်တော်Java ကိုကျွန်တော်တို့ဘယ်နေရာမှာသုံးလဲဆိုတာကိုရှင်းပြခဲ့တယ်ပေါ့နော်ဆိုတော့ okay နောက်သင်ခန်းစာရေးကြမှာကျွန်တော်တို့ဒီ installation လုပ်တာတွေ setup လုပ်တာတွေကိုကျွန်တော်ဆက်ပြီးတော့သွားပါမယ်နော်